Newcastle ရဲ့ဈေးကိုင်မှုကြားက United ရဲ့အိမ်မက်တစ်ချူအာမန်ဒီမင်္ဂလာပါညီကိုတို့ United ဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအခုလက်ရှိ United ရဲ့ကွင်းလယ်ပြစ်မှတ်တွေက Ederson အပြင်နောက်ထပ်သတင်းအထွက်ဆုံးကစားသမားကတော့ Newcastle ကွင်းလယ်လူတိုနာလီပါပဲအီတလီသတင်းဌာနရဲ့အဆိုအရ United ဟာတိုနာလီကိုနောက်ထပ်အဓိကပြစ်မှတ်အနေနဲ့သတ်မှတ်ထားတယ်လို့သိရပါတယ်ဒါပေမဲ့အပြောင်းရွှေ့မှာကျွန်တော်တို့ထင်သလောက်လွယ်ကူပါမလားအရင်ဗီဒီယိုမှာပြောခဲ့သလိုပဲ Newcastle က Anthony Gordon ကို Barcelona စီတန်း60နဲ့ရောင်းလိုက်ရတဲ့အတွက်သူတို့ရဲ့နောက်ထပ်အဓိကကစားသမားဖြစ်တဲ့တိုနာလီကိုတော့အဲ့ဒီလိုဈေးပေါပေါနဲ့လုံးဝအထွက်ခံမှာမဟုတ်ပါဘူးအနည်းဆုံးပေါင်တန်း90ကနေ100လောက်အထိဈေးခေါ်နိုင်ပါတယ်ဂေါ်ဒွန်ကိုဈေးချရောင်းလိုက်တဲ့အတွက် United စီကပြန်ပြီးတော့ရသလောက်အမျက်ထုတ်ဖို့စူးစမ်းလာမှာပါဒါကြောင့်တိုနာလီကိုခေါ်ယူဖို့ဆိုတာလက်တွေ့မှာရရှိထားတဲ့ဘတ်ဂျက်အနေထားနဲ့တော်တော်လေးကိုခက်ခဲမဲ့အနေထားပါဒီချိန်မှာပဲ Fabrizio Romano စီကနေပြီးတော့နောက်ထပ်စိတ်လှုပ်ရှားတဲ့သတင်းတစ်ခုထွက်လာပါတယ်ဒါကတော့ United ဟာ Real Madrid ကွင်းလယ်လူချူအာမန်နီကိုဒုတိယမြောက် Casemiro အဖြစ်နဲ့သတ်မှတ်ပြီးတော့ပြစ်မှတ်ထားနေတယ်ဆိုတာပါပဲ Real Madrid ဘက်ကသူ့ကိုအရေးပါတဲ့ကစားသမားလို့သတ်မှတ်ထားမှလည်းလက်တွေ့မှာဒီအပြောင်းရွှေ့ကတိုနာလီထက်တောင်ဖြစ်နိုင်ရေးပုံများနေပါသေးတယ် United အနေနဲ့ Real Madrid ကအပြောင်းရွှေ့ကိစ္စတွေမှာစီးပွားရေးအရာအချိတ်ဆက်အယမ်းမိပါတယ်အရင်တုန်းက Real ကနေရောင်းထုတ်တဲ့ Varane, Casemiro နဲ့ Di Maria တို့လိုကစားသမားတွေကို United ကပြောင်းရွှေ့ခြင်းအများကြီးပေးပြီးဝယ်ယူခဲ့မှုပါတယ် Real Madrid ဘက်ကကြည့်ရင် United ကသူတို့စီကကစားသမားတွေကိုအမြဲတမ်းဈေးကောင်းပေးဝယ်လေးရှိတဲ့ VIP ဖောက်တယ်ကောင်တယောက်လို့ဖြစ်နေပါတယ်ဒါကြောင့်သူတို့ကွင်းလယ်ကိုအစ်စ်ပြန်ပြင်ခြင်းလို့ Chouamani ကိုရောင်းထုတ်မယ်ဆိုရင်ဈေးကောင်းပေးနိုင်တဲ့ United ကိုပဲဦးစားပေးရောင်းချခြင်းကြပါပါအခုလက်ရှိ Real Madrid နီးပြအစ်ဖြစ်နေတဲ့ Jose Mourinho နဲ့ United နီးပြ Michael Carrick တို့ကြားမှာဆရာတပည့်တန်ရုံးရှိပါတယ်အရင်က United မှာ Mourinho နီးပြလုံတုံးက Carrick ကသူ့ရဲ့လက်ထောက်နီးပြအဖြစ်နဲ့အတူတူလုပ်ခဲ့ပူပါတယ်ဒါကြောင့်မလို့ Chouamani ကိုတော့အသင်းကနေထွက်ခွာခွင့်ပေးရတော့မယ်ဆိုရင်တော့ Mourinho အနေနဲ့သူ့ရဲ့လက်ထောက်ဟောင်း Carrick ကိုင်းတွယ်နေတဲ့ United အသင်းစီကိုပြောင်းရွှေ့ခွင့်ပေးဖို့လုံးဝပြဿနာမရှိဘဲနဲ့လိုလိုလားလားကူညီပေးနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်ဒါကြောင့်တိုနာလီကိုဈေးကြီးပေးပြီးခေါ်မလားဒါမှမဟုတ်လို့ရှိရင် Real Madrid နဲ့ဆက်ဆံရေးကိုပဲအသုံးချပြီးတော့ Chouamani ကိုပဲအရာခေါ်မလားဆိုတာစောင့်ကြည့်ရမှာပါညီကိုတို့ရော Casemiro နေရာမှာအစားထိုးဖို့အတွက်တိုနာလီနဲ့ Chouamani နှစ်ယောက်တည်းကဘယ်သူတွေကိုဘိုးသဘောကြလဲကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးတော့ကြပါဦးဗျာ